မင်္ဂလာပါရှင်သတင်းကြည့်ရင်နဲ့အင်္ဂလိပ်စာအတူတူလေ့လာကြည့်ကြရအောင်နော် AI technology growing fast. Companies like OpenAI and Google are developing powerful artificial intelligence tools. Experts say AI will change many jobs in the future. အဲ့တော့သတင်းကောင်းစဉ်က AI နည်းပညာတွေကလျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာမှု Companies like OpenAI ကဲ့သို့သော companies တွေနဲ့ Google လိုမျိုးကုမ္ပဏီတွေတို့ဟာ are developing ကြီးထွားလာကြတယ်ဖွံ့ဖြိုးလာကြတယ် powerful artificial intelligence tools artificial intelligence ဒါကတော့ AI လို့ပြောလို့ရှိရင်ဒီနောက်ပိုင်းလူတွေကကြားဘူးကြတယ်ကြားဘူးနားဝရှိကြရပေါ့နော်အဲ့တော့ artificial intelligence ရဲ့အဓိပ္ပာယ်ကတော့ဉာဏ်ရည်တုပါဉာဏ်ရည်တုဆိုတာ तू ကလူကဲ့သို့သောဉာဏ်ရည်ရှိတဲ့စက်ပစ္စည်းကို AI intelligence လို့ခေါ်တာပါအဲ့တော့ OpenAI နဲ့ Google လိုမျိုးကုမ္ပဏီတွေမှာကတဲ့ဒီလို artificial intelligence လို့ခေါ်တဲ့ဉာဏ်ရည်တုနည်းပညာတွေဟာတစားနဲ့တစားသူတို့ရဲ့ power ပေါ့နော်ဆိုတာအားကကြီးပွားလာပါတိုးပွားလာပါတယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာပဲဖြစ်ပါတယ်နောက်တစ်ခုက experts say AI will change many jobs in the future အဲ့တော့ဒီလိုဉာဏ်ရည်တုတွေတိုးတက်လာတဲ့အတွက်ကြောင့်မလို့ in the future အနာဂတ်မှာဆိုလို့ရှိရင် many jobs အလုပ်တော်များများဟာဆိုရင် will change ပြောင်းလဲကောင်းပြောင်းလဲသွားမယ်ပေါ့နော်ပြောင်းလဲသွားလိမ့်မယ်ဆိုပြီးတော့မှ experts ကျွမ်းကျင်ပညာရှင်တွေကတော့ပြောဆိုနေကြပါတယ်မှန်ပါတယ်ဘာလို့လဲဆိုတော့ဒီနောက်ပိုင်းမှာ AI နည်းပညာတွေကအရန်ဖွံ့ဖြိုးတိုးတက်လာတယ်ဒါကြောင့်မလို့ကျမတို့ကဒီနည်းပညာ AI ရဲ့အကူအညီနဲ့ဘာမဆိုအကုန်လုံးကလက်လန်းမီသွားပြီပေါ့နော်ဒါကြောင့်မလို့နောက်ပိုင်းမှာလည်းအလောက်ကင်ဆိုလို့ရှိရင်လည်းခက်ခဲမဲ့လမ်းကြောင်းဘက်ကိုအများကြီးရောက်နိုင်ပါတယ်နော်အဲ့တော့ vocabulary လေးတွေကိုတူတူလေ့လာကြည့်မယ်နော် artificial intelligence ကတော့သိတဲ့အတိုင်းပဲဉာဏ်ရည်တုကိုပြောတာပါ technology နည်းပညာ innovation ကတော့တီထွင်ဆန်းသစ်မှုပေါ့နော်အဲ့တော့ဒီလိုမျိုးအခု AI နည်းပညာတွေတိုးတက်လာတဲ့ developing ဖြစ်တယ်ဆိုတာကိုကျမတို့က innovation လို့ပြောရမှာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့မေးစရာရှိရဲ့ဟိုပါပေါ့နော် invention ရောဘာလဲဆိုလို့ရှိရင် invention ကရိုးရိုးတီထွင်တာပါinvention ကရာဝတ္ထုတစ်ခုကိုတီထွင်တာကို invention လို့ခေါ်တယ်ဒါပေမဲ့ innovation ကကျတော့ရိုးရိုးတီထွင်တာမဟုတ်ဘဲနဲ့တီထွင်ဆန်းသစ်မှုသူကအသစ်အစမ်းကိုတီထွင်ဆန်းသစ်တယ်ဆိုတဲ့ဘက်ကိုသွားတာပဲဖြစ်ပါတယ်အဲ့တော့နားထောင်ပြီးတဲ့အတွက်အားလုံးကိုအများကြီးကျေးဇူးတင်ရှိပါတယ်ရှင်